Hello ဒီနေ့လီယနာကလီယနာရဲ့တနေ့တာအပိုင်း6ကိုတင်ပေးမှာဖြစ်ပါတယ်အခုကတော့ let's go စလိုက်ကြရအောင်ကဲရောက်ပြီငါတို့တွေအခုကဟိုစားရရမယ်နော်အရင်ဆုံးဟိုလေလိုက်ပင်ကြီးလေလိုက်ပင်ကြီးကညတာလေး okay ပြီးတော့ရှိရင်ညအဲ့ဒါပဲနော်အေးအဲ့ဆိုရင်ညသွားလေးဟဲ့ငါရဲ့ဟိုမှာမာရီကိုစောင်းလာအောင်မယ်နော်အေးစောင်းလေဟလာမာရီလေမာရီโอเคဟာအုတ်ထုတ်ကထားခဲ့အေးရပြီဘေးဖန်ကိုဟဲ့ရပြီကဲသူရတော့ပြီအော်လာခုမီလဲလေဟာငါမလေးချင်တာလေးလို့ရှင် no ပါမရပါအေးဟာပြီးရပဲဒါလေးပြရမှာလားမပဲတော်တော်ပဲဟာငါခေါင်းစုပ်လေးမရဘူးโอเคဒါဆိုငါသွားပြီသွားဟိဟဲ့လာမာကီလာနင်တို့ညမမြင်ရလဲဆင်းလိုက်တာဟဲ့မာရီနဲ့မာကီအေးငါတိပါတယ်အဲ့ဆိုငါသွားရမယ်နော်အေးနင်ညငါမွေးနေရှိရင်အေးငါလာခဲ့မယ်လေဘိုင်ကဲငါလေးရလို့တော့တယ်ကဲပြီးရင်ငါဒီမှာအလုပ်သွားအောင်ဟုတ်ပါဘူးငါအမေကငါ့ကိုခိုင်းတာအလုပ်လဲခိုင်းနေတော်ပဲအခုသွားရအောင်မယ်ကျောင်းကတစ်ဖက်လောက်ကတစ်ဖက်ဟောကျောင်းကတော့ပိတ်ပါပြီအခုကငါဒီမှာအိုးစားလေးလဲလိုက်မယ်ရပြီဒါလေးငါဒီပေါ်တင်ခဲ့လိုက်မယ်အမရဲ့တမီးရပြီလားဟိုမှာထုတ်စရာအများကြီးပဲနော်အေးငါသိတယ်ဟာတော်ပဲဒီကြောင်ကဘယ်သူပေးရမှာလဲမသိဘူးဒါကတော့ငါဒီဘက်နားလေးမှာထားလိုက်မယ်ထုတ်ဖို့တွေထားငါယူမယ်ငါမေကိုငါဒါလေးယူမယ်လို့ပြောထားကျန်တဲ့ဟာကြီးဒါလေးလည်းလိုချင်သေးတယ်ဒါလည်းလိုချင်တယ်အကုန်ယူသွားလိုက်တော့မယ်โอเคငါမထားရဒီအပေါက်ကြီးရပါလားမသိဘူးအဲ့ဒါငါမ surprise လားမသိဘူး surprise ဆိုရင်ပိုကောင်းတာပေါ့ဟိုရောက်မှာပဲ unboxing လုပ်ကြည့်လိုက်တော့ငါကတော့ရလဲကွယ်ညာလိုက်ရငါမကလောက်ပါဦးမယ်ဒါဆိုရင်သူကကြောင်လေးမှာထားတယ်ကြောင်လေးရဲ့ဒီခွေးလေးရဲ့အဲ့ဒီဟာကိုပုတ်ပေးရမယ်ထုတ်ပဲထုတ်ခိုင်းတာဆိုရပါတယ်ထုတ်ပြီးရင်တော့ငါမေသူ့ဘာကိုပဲပို့လိုက်မယ်အေးလားကြောင်လေးတစ်ကောင်ကြံသေးရဲ့ရော့မာရပြီကဲမရူတော့သမီးဟာလေးပဲရူတော့သမီးဟာငါကြိုက်တယ်ရူတော့သမီးဟာလေးလည်းငါကြည့်အောင်မယ်ဒါဆိုရင်တော့တော်ပါပြီငါမေဟဲ့ဟို PC လေးလေဟဲ့ပြီးရင်ဒီမှာဟိုမှာအကောင့်3ကောင်ရှိရတော့ဒီအဲ့ပို့ပေးလိုက်အကျက်တော့ပို့ပေးရမှာမဟုတ်ဘူးအမရဲ့အမေပို့ပေးရမှာသိရဟာအဲ့ဆိုလည်းပြီးရောမသွားတော့မယ်အမကြောင်ကြီးကြံပြီးရဲ့လေအေးပြီးကြောင်ကြီးကပဲရောက်ရောမှာကျွန်တော်ပြီးငွေချင်းနဲ့ခလာအောင်မယ်ဟဲ့နင်ကဒါလေးတဲ့ပေးလို့ရတာအေးတဲ့ပေးမယ်နင်အန်ဘောက်ဆေးလုံးမဲ့ဟာလေးကိုတော့ထားလိုက်ပါမယ်ငါရှိမှာပဲသွားကြမယ်လေအိမ်အောင်အေးဟဲ့ငါအန်ဘောက်ဆေးလုံးမှာနေရောကြည့်အောင်ပါလားအေးကြည့်မယ်လေ okay let's go သွားမယ်အန်ဘောက်ဆေးလုံးရမယ်ကဲရ
ရောက်ပြီဟဲ့အပေါင်းစေးတော့ကြမယ်โอเคအဲ့ဒါဆိုရင်ငါအမေပေးလိုက်တဲ့ဓာလေးကိုလုပ်မယ်အင်းဆိုโอเคဟဲ့ဝက်လေးဟာချစ်စရာလေးဝက်လေးကဲဓာလေးဖောက်ကြည့်မယ်ဟောဒါရူတော့ဟာလေးပဲဒါလေးလည်းချစ်စရာလေးကိန်းလေးဒါဘာလဲမသိဘူးဒါတော့ငါဆန်ခရစ်နေပါပဲဖြစ်မှာပေါ့ဝက်လေးချစ်စရာလေးဝက်လေးကငါခဏတတ်ထလာကဲဝက်လေးနေဒီမှာပဲနေအောင်နော်ခဏလေးပဲရော်မငါဒါလေးခြုံပေးထားမယ်နော်โอเคနောက်ထပ်တော့ပေါက်ဒါမှလေးလုပ်โอเคဝါခွက်လေးပဲမိုက်တယ်နောက်တစ်ခုကဒါလေးကိုဒီထဲမှာထည့်ထားလိုက်မယ်ဒီနားလေးမှာထားလိုက်မယ်နင့်အမေကအဲ့လောက်လေးလောက်ခိုင်းတာလားလောက်ခိုင်းတယ်လေငါမေငါအတွက်ပို့ပေးထားတာအေးဒါလေးလည်းမိုက်တယ်ဘနာနာလေးကြည့်လိုက်အောင်အတော်ပဲโอเคဒါလေးကလည်းစင်တူဟာလေးပဲဖြစ်လောက်မယ်โอเคနောက်တစ်ခုပေါက်ဒါလေးကတော့ဓာတ်ပုံရိုက်တာပဲโอเคနောက်တစ်ပေါက်ကိုထပ်ဖောက်မယ်ဒါလေးဖောက်ကြအောင်ဝါဒါလေးကခရစ်စမတ်ဟာလေးငါရူတော့ဟာလေးရောပြီးမှပဲရှာလိုက်ပါတော့မယ်ဒီမှာကြုံချစ်စရာလေးဒါကြီးကဘလို့ဖြစ်တာမသိဘူးမကြည့်ဒါရီတော့ငါတော့ထားအောင်မယ်အဲ့ဆိုငါပြန်မယ်နော်ပြန်